အလောင်းပဲမင်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ဗျာဒီခေါင်းတို့ဒီမှာဒီ Facebook ပေါ်မှာပေါ့နော်ဒီ2025ရဲ့စေကန်ရှယ်အရာပေါ့နော်2025ရဲ့စေကန်ရှယ်အရာဒီမာတာကထောက်လိုက်တဲ့စေကန်ရှယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ Facebook ကမာတာကဆုံးဖြတ်ချက်တွေတခုရှားလိုက်တယ်ပေါ့နော်ဆွေးနွေးရတဲ့မှာposition နဲ့အတွက်ပေါ့နော်အဲ့လို position နဲ့အတွက်ဒီကိုကြီးတို့တက်တော်ရဲ့နောက်မှာပဲအခုကြံခဲ့တယ်ပေါ့နော်နောက်ပြီးဒီ AI ညောကလည်းခိုက်စားလာတာဖြစ်တဲ့အတွက်သူ Facebook ကလူချင်းတော့တော့နေသွားပြီပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်သူဒီ short တက်တာကို show ပြီးတော့update မြင့်တက်တာကိုလည်းပဲမြင့်မယ်ဆိုပြီးတော့အဲ့လိုဆွေးနွေးတိုင်ပန်နေကြတာကိုလည်းပဲတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ Facebook ပေါ်မှာအရေးအကြီးဆုံးဟိုအရှက်အလက်ဖြစ်လာတာဒီ2025စိတ်ကန့်ရှက်အရာဆိုလို့ရှိရင်Facebook မှာပိတ်ဆိုင်ရှာတဲ့လူတွေဆိုလို့ရှိရင်ဒီ Facebook ရဲ့ data app ရှိတွေကိုတင်ထားတတ်တယ်ပေါ့နော်နောက်ပြီးတော့ဒီ privacy setting တွေကိုလည်းပဲဒီ 2-step ခံထားတတ်တယ်ဒီကဘာကြီးလည်းပဲကိုယ့်ရဲ့ email တွေကိုခံထားတတ်တယ်ပေါ့နော်အဲ့လိုဆိုရင်ပို့ပြီးတော့လုံခြုံမယ်နောက်ပြီးတော့ဒီဆက်သွယ်ရတာပို့ပြီးတော့ကောင်းမယ်ဒီစိတ်ညစ်စရာတွေမကြုံတော့ဘူးပေါ့နော်အဲ့လိုသုံးသပ်ထားတာမျိုးတွေကိုလည်းပဲတွေ့ရတယ်အဲ့လိုဖြစ်တဲ့အတွက်ဒီ Facebook ပေါ်မှာပိတ်ဆိုင်ရှာနေတဲ့လူတွေအတွက်ဒါကိုသတိထားဖို့လိုတယ်ကိုယ့်ရဲ့ data တွေကိုလည်းပဲဒီ download လုပ်ထားဖို့လိုတယ်နောက်ပြီးတော့ setting တွေကိုလည်းအသေးချာရှင်းပြီးတော့ဒီကိုယ့်ရဲ့ Facebook account တွေကိုလည်းပဲကာကွယ်ထားဖို့လိုတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook တစ်ခုခုဖြစ်သွားတဲ့တောင်မှအလူတကူနဲ့ပြန်ယူလို့ရတယ်ဆိုပြီးတော့သူတို့ဒီကြော်ညာရှက်တွေထောက်ထားတယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့ဒီ Facebook ပေါ်မှာဆိုလို့ရှိရင်ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ monetization setup app ကအပေါ်ပြီးတော့ tempo လာမယ်ဒီ store ရိုက်တွေလည်းပတ်စံပေးလာတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဒီရှောင်းရမယ့်အနေအထားတွေကတော့ဒီသူများတက်ပုံတွေကိုကိုပီယူတာတော့သူများစာသားတွေကိုကိုပီယူတာတော့ဗောနော်အဲ့ဒါမျိုးဆိုတော့သူတို့လည်းမခံဘူးဗောနော်အဲ့ဒါကိုလည်းသိထားဖို့လိုတယ်အဲ့လိုဖြစ်တဲ့အတွက်ကိုပိုင် content နဲ့ကိုပိုင် video ကိုဖန်တီးဖို့ရှိမှခဏခဏပြောခဲ့တဲ့အတိုင်းဗောနော်ကိုပိုင် video ပဲဖန်တီးပြီးတော့တင်ဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင် Facebook မှာပိတ်ဆိုင်ရဖို့အတွက်ဒီနာမည်ကြီးတဲ့လူတွေဆိုလို့ရှိရင် Facebook ပေါ်မှာမီလီယံနဲ့ရှီရယ်ပေါ့နော်ဗီဒီယိုတစ်ပေါက်တယ်လိုက်တာနဲ့ပိတ်ဆိုင်ရဖို့ပေါ်လွယ်ကူတယ်ပေါ့နော်အဲ့ဒါတွေကိုသတိထားဖို့လိုတယ်နောက်ပြီးတော့ဒီအဖိုး shot တွေကိုနောက်ပိုင်းမှာလက်မခံတော့ဘူးပေါ့နော်ဒီမာတာကနေပြီးတော့ Facebook ကနေပြီးတော့ Zuckerberg ကအဲ့ဒါတွေကိုလက်မခံတော့ဘူးအဲ့လိုဖြစ်တဲ့အတွက်လည်းပဲဒီ main ကလေးတွေတော်တော်များများလှိုင်းပေါ်မှာအလောက်ကြတဲ့အခါအဲ့ဒီဟာလေးပဲရှောင်ဖို့လိုတယ်ပေါ့နော်တကယ်လို့ဖယ်လောက်ခေါင်းလောက်တယ်လို့ရှိရလေပဲမာတာကဒီအစမပြေဘူးဆိုလို့ရှိရင် monitor ရှောက်တဲ့အခါပေးမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုလည်းပဲသိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီအရေးကြီးတဲ့အချက်ကတော့ဒီအဆက်အသွယ်ကောင်းမှန်ရဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook ကိုရှိမှပြုခဲ့တော့အရှိ download လုပ်ထားဖို့နော်နောက်ပြီးတော့ share စတဲ့ကိုအသေးချာရှင်းထားဖို့နော်နောက်ပြီးတော့နောက် platform တွေမှာလည်းပဲဒီဖြတ်ဝေဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ Facebook ကဒီ2025မှာဆိုလို့ရှိရင် Meta ကလည်းပဲသူ့ရဲ့ update ကိုပုံမြက်ရှင်တဲ့အတွက်ပေါ့နော်အခုဆိုလို့ရှိရင်ဒီတက်တော့ဒီ time မှာဆိုလို့ရှိရင်8 million လာပြီးတော့ရင်းနှီးမြောက်နှံမယ်ဆိုပြီးတော့တရက်တွေထွက်လာတယ်ပေါ့နော်တကယ်ပဲတရက်တွေနဲ့ထိုင်ဝမ်ကြီးရှောက်ကိုယ်တိုင်ကကြိုညာတာတွေ့တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်သူတို့ကနောက်မှကြံခဲ့ပြီပေါ့နော်မာတာကအဲ့လိုဖြစ်တဲ့အတွက်သူ့ရဲ့ update ကိုပို့ပြီးတော့မြှဲပြီးတော့သူ့ရဲ့ platform ပေါ်မှာ quality ကောင်းတာတွေရယ်နောက်ပြီးတော့ကိုယ်ပိုင် idea တွေနဲ့ဒီ technology ဘိုင်းဆိုင်ရာတွေဒီနောက်ပြီးeducation ဘိုင်းဆိုင်ရာတွေနေပညာဘိုင်းဆိုင်ရာတွေနဲ့ဒီ entertainment ဘိုင်းဆိုင်ရာတွေကိုပို့ပြီးတော့တသမတ်တရှိစေရှာတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုဆုံးဖြတ်ချက်ရှာတာလို့လည်းပဲသိရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ Facebook ပေါ်မှာပိတ်ဆိုင်ရှာရှင်နေဆိုလို့ရှိရင်အရေးကြီးဆုံးထောက်ဖို့ပြတာမှာဒီကိုပိုင်လောက်တဲ့ဗီဒီယိုဖိုင်နဲ့ကိုပိုင် creation ပေါ့နော်ကိုပိုင် content တွေကိုဖန်တီးဖို့အရေးကြီးရယ်နောက်ဟာတွေကတော့ဘာမှအရေးမကြီးဘူးပေါ့နော်နောက်တစ်ခါကိုပိုင် content နဲ့ကိုပိုင်ဗီဒီယိုတင်နေဆိုလို့ရှိရင်ဒီ9လ6လတစ်နှစ်လောက်ကြိုးစားပြီဆိုလို့ရှိရင်ဒီပစာရလာဖို့တေချာတလောက်ရှိတယ်ပေါ့နော်အဲ့လိုအနေအထားမျိုးမှာရှိတာဖြစ်တဲ့အတွက်သူများဗီဒီယိုတွေကိုကိုပြီးမယူတယ်ပါနဲ့နောက်ပြီးတော့စာသားတွေကိုကိုပြီးမတယ်နဲ့နောက်ပြီးတော့ဟိုတက်ပုံဒီတက်ပုံတွေကိုမတယ်နဲ့နောက်ပြီးတော့ဟို music ဒီ music တွေကိုကိုပြီးကူးပြီးတော့မတယ်နဲ့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် view ဘလောက်ပဲများ monitor ကလက်ခံမှာမဟုတ်တဲ့အတွက်ပိတ်ဆန်လေးရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုသိထားဖို့လိုတယ်အဲ့တော့ Facebook မှာပိတ်ဆန်ရှာတဲ့လူဟူသမျှပေါ့နော်ဒီစိတ်ကရှက်ကိုလိုက်နာမယ်တကယ်လို့ဒီစိတ်ကရှက်ကိုလိုက်မနာဘူးဆိုလို့ရှိရင်ဒီ2025စိတ်ကရှက်အရာဆိုလို့ရှိရင်လုံးဝပိတ်ဆန်ပေးတော့မှာမဟုတ်ဘူးပေါ့နော်မာတာအဲ့တော့ monetization အောင်ရှင်နဲ့ပိတ်ဆန်ရရှင်တွေဆိုလို့ရှိရင်ကိုယ်ပိုင် content တွေကိုဖန်တီးဖို့အရေးကြီးတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ရှိမှလေးဗီဒီယိုတွေအများကြီးပြောခဲ့ပြီဖြစ်တဲ့အတွက်ဒီ Facebook ရဲ့စိတ်ကရှက်ကို2025မှာမာတာဘလို့စိတ်ကရှက်မျိုးထောက်ပြီးတော့ဘလို့အကြိုင်ညာတွေပေးထားတာဆိုတာကိုလည်းပဲအားလုံးနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာအဲ့ဒီတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ